Problem solving skills ပြဿနာဖြေရှင်းနိုင်စွမ်းရည်အောင်မြင်သူတွေနဲ့အခြားသူတွေကြားကကွာခြားချက်ကပြဿနာမရှိတာမဟုတ်ပဲပြဿနာကိုဘလို့ဖြေရှင်းတတ်တယ်လဲဆိုတာပဲဖြစ်ပါတယ်။ဘဝမှာပဲဖြစ်ဖြစ်အလုပ်ခွင်မှာပဲဖြစ်ဖြစ်စိန်ခေါ်မှုတွေကြုံလာရတဲ့အခါတချို့ကစိတ်တက်ကြပြီးလက်လျှော့သွားတတ်ကြပေမဲ့တချို့ကြတော့လည်းပိုပြီးတောက်ပြောင်လာကြပါတယ်။အဲ့ဒီလိုကွာခြားသွားစေတဲ့အဓိကလှုပ်ဝက်ချက်ကတော့ problem solving skills ပြဿနာဖြေရှင်းနိုင်စွမ်းရည်ချင်းရှိမရှိပါပဲဒါဟာအခက်အခဲကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲပြနိုင်တဲ့စွမ်းရည်ပါဒီ skill မှာမရှိမဖြစ်အဓိကအစိတ်ပိုင်း၅ခုရှိပါတယ်။ The problem identification ပြဿနာကိုတိကျစွာသိရှိခြင်းရောင်းအားကြတဲ့အခါစီးပွားရေးမကောင်းလို့ဆိုပြီးအလွယ်မတွေးပါနဲ့ customer နည်းသွားတာလား product quality ကြောင့်လားဒါမှမဟုတ် marketing အားနည်းလို့လားဆိုတာတိတိကျကျအရင်ရှာပါ critical analysis ခွဲခြမ်းစိတ်ဖြာခြင်းအပေါ်ယံလက္ခဏာကိုပဲကြည့်ပြီးအလင်းအမြန်မဆုံးဖြတ်ပဲဖြစ်ရတဲ့အရင်းခံအကြောင်းရင်း root cause ကိုတိတိကျကျရှာဖွေတာပါသုံး creative thinking ဖြည့်ရှင်းတဲ့အသစ်များစဉ်းစားခြင်းနီလန်ဟောင်းတစ်ခုတည်းကိုပဲအကူမနေပဲအခြေအနေနဲ့ကိုက်ညီမဲ့ရွေးချယ်စရာလမ်းကြောင်းအသစ်တွေကိုလမ်းဖွင့်စဉ်းစားတတ်ခြင်းဖြစ်ပါတယ်။ Lead decision making ဆုံးဖြတ်ချက်ချခြင်းရွေးချယ်စရာတွေကမှအထီရောက်ဆုံးဖြစ်မဲ့အကောင်းဆုံးနီလန်ကိုပြက်ပြက်တသားရွေးချယ်နိုင်စွမ်းရှိခြင်းပါ။action evaluation လက်တွေ့လှုပ်ဆောင်ပြီးသုံးသပ်ခြင်းရွေးချယ်လိုက်တဲ့နီလန်ကိုလက်တွေ့အကောင့်ထဲပေါ်ပြီးရလဒ်ဘယ်လိုရှိလဲဆိုတာပြန်လည်ဆန်းစစ်တာဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့မှာ problem solving skill ရှိဖို့လိုအပ်တာလဲအလုပ်ရှင်တိုင်းဟာပြဿနာအမြဲရှာတတ်တဲ့ problem creator ထက်ပြဿနာကိုရှင်းပေးနိုင်တဲ့ problem solver တွေကိုပဲလိုချင်ကြလို့ပါဒီ skill ရှိရင်စိတ်ဖိစီးမှုလည်းတိတိတတ်တာရောနေသွားပါတယ်ဒီ skill ပိုကောင်းလာအောင်ဘယ်လိုလေ့ကျင့်မလဲတစ်မေးခွန်းများများမေးပါဘာကြောင့်ဖြစ်တာလဲဒီထက်ပိုကောင်းတဲ့နည်းရှိသေးလားလို့အမြဲမေးခွန်းထုတ်ပါနှစ်အရင်ခံအကြောင်းရင်းကိုကင်တွယ်ဖြေရှင်းပါအပေါ်ယံခဏတာတက်တာယုံတွေမဟုတ်ပဲပြဿနာရဲ့ဇစ်မြစ်ကိုရှင်းထုတ်ပါသုံးစိတ်တည်ငြိမ်အောင်လေ့ကျင့်ပါစိတ်လှုပ်ရှားဒေါသထွက်နေချိန်မှာမှန်ကန်တဲ့ဆုံးဖြတ်ချက်မထွက်နိုင်ပါဘူးအနှစ်ချုပ်ပြောရရင်ပြဿနာဆိုတာကျွန်တော်တို့ကိုလဲပြိုအောင်လုပ်မဲ့အတားအဆီးမဟုတ်ပါဘူးမှန်ကန်တဲ့အမြင်နဲ့စနစ်တကျရင်ဆိုင်ဖြေရှင်းတတ်မယ်ဆိုရင်ပိုပြီးတိုးတက်ရင်ကျက်လာစေမဲ့အဖို့တန်အခွင့်အလမ်းတစ်ခုဖြစ်လာမှာအသေးချပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီအကြောင်းအရာလေးကမိမိပတ်ဝန်းကျင်ကမိတ်ဆွေတွေအတွက်ပါအကျိုးရှိစေမယ်ဆိုရင် share လုပ်ပြီးမျှဝေပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဘလို့အကြောင်းအရာမျိုးတွေကိုသိချင်လဲဘာတွေဆွေးနွေးစီချင်လဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးပဲအောင်မြင်တဲ့ဘဝခရီးလမ်းကိုပိုင်ဆိုင်နိုင်ကြပါစေမေတ္တာဖြင့် Corporate Learning Institute